ပိုစကအလွယ်တကူလေ့လာကြမယ်ဒီနေ့ဗီဒီယိုကတော့မြန်မာလိုချင်းတယ် when to နဲ့ လိုတယ် need to ဆိုတဲ့ကိရိယာစကားလုံးကိုပိုလိုဘယ်လိုပြောရမလဲဆိုတာလေ့လာကြရအောင်ပထမဦးဆုံးအနေနဲ့မြန်မာစာမှာကန်ဆိုတဲ့ object ပုဂ္ဂိုလ်ကိရိယာဘတ်ရှေ့မှာထားလေးရှိပေမဲ့ပိုမှာတော့ကံ object ပုဂ္ဂိုလ်ကိရိယာနောက်မှာထားတယ်ဆိုတာမှတ်ထားပေးပါအတူကောက်အနေနဲ့မြန်မာဝါကျဖွဲ့စည်းပုံကကတ္တာကံကိရိယာ SOV ဖြစ်ပါတယ်ပိုစာကြတော့အခြေခံအားဖြင့်ကတ္တာကိရိယာကံ SVO နဲ့ဖွဲ့စည်းထားပါတယ်ဆိုတော့ပိုဝါကျဖွဲ့စည်းပုံကအခြေခံအားဖြင့်အင်္ဂလိပ်တရားဝါကျဖွဲ့စည်းပုံနဲ့တူတယ်လို့ဆိုနိုင်ပါတယ်ဥပမာလေးကြည့်ရအောင်ငါမင်းကိုချစ်တယ်ဆိုတဲ့မြန်မာစာဝါကျမှာငါကကတ္တာမင်းကိုကကံချစ်တယ်ကကိရိယာပါပိုမှာခွေရက်နာဆိုတဲ့ဝါကျကခွေကကတ္တာပါရကကိရိယာပါနာကကံပါအင်္ဂလိပ်မှာလည်း I love you ဆိုတဲ့ဝါကျမှာ I ကကတ္တာ subject love ကိရိယာ verb you ကံ object နဲ့ဖွဲ့စည်းထားပါတယ်ဒါကြောင့်အခြေခံအားဖြင့်ပိုဝါကျဖွဲ့စည်းပုံကအင်္ဂလိပ်နဲ့တူတယ်လို့ဆိုတာပါဟုတ်ပြီဒီနေ့လေ့လာမယ့်ပိုကိရိယာစကားလုံးကတော့ချင်းတယ်အဓိပ္ပာယ်ရတဲ့ man နဲ့လိုတယ်အဓိပ္ပာယ်ရတဲ့ low ကိုလေ့လာကြည့်ရအောင်ပိုမြန်မာ English man am စားချင်းတယ် want to eat man ဝါတောက်ချင်းတယ် want to drink man လွေသွားချင်းတယ် I want to go man ဆိုင်ပြန်ချင်းတယ် I want to come back man ခွဲဆုံချင်းတယ် I want to meet man မော့တွေ့ချင်းတယ် I want to catch up man တီမြင်ချင်းတယ် I want to see man ငိုချင်းတယ် I want to cry man ငါရဲချင်းတယ် I want to laugh man နို့နမ်းချင်းတယ် I want to kiss man จำထိချင်းတယ် I want to touch man ဘင်းအိတ်ချင်းတယ် I want to sleep man ทึงထချင်းတယ် I want to get up man รักချစ်ချင်းတယ် I want to laugh man ဖလမ်းခွဲချင်းတယ် I want to break up ဟုတ်ပြီအထက်ပါကိရိယာစကားလုံးရဲ့ရှေ့မှာခွေနီစီဝေးဆိုတဲ့နာမ်စာကိုထည့်ကြည့်ရအောင်ဥပမာခွေ man am ငါစားချင်းတယ် I want to eat ခွေ man ဝါငါတောက်ချင်းတယ် I want to drink စသဖြင့်ခွေကိုတွဲဆက်သွားလိုက်ပါအခုကိရိယာနောက်မှာကံပုတ်ထည့်ကြည့်ရအောင်ဥပမာခွေ man am ကောင်းရာငါပန်တီစားချင်းတယ် I want to eat an apple ခွေ man ဝါတီတတကောက်ငါရေတခွဲ့တောက်ချင်းတယ် I want to drink a glass of water အငင်းဝါကျပြုလုပ်လို့လင်ပိုလိုတားထဲပါအင်္ဂလိပ်လိုဒုံးပေါ့မြန်မာလိုမဘူးပေါ့ဥပမာခွေ man am တောင်းငါမစားချင်ဘူး I don't want to eat ခွေ man ဝါတောင်းငါမတောက်ချင်ဘူး I don't want to drink စသဖြင့်တောက်ကိုတွဲဆက်သွားကြည့်လိုက်ပါ Okay ဒီနေ့ဒီဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်ဒီလိုပိုစကားကိုဆက်ပြီးတော့လေ့လာချင်တယ်ဆိုရင် Learning Po Language Easily ဆိုတဲ့ YouTube channel ကိုစောင့်ကြည့်ပေးထားပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်